ဟုတ်ကဲ့ဒီကနေ့မှာဆိုလို့ရှိရင်เนาะကျွန်တော်တင်ပြပေးမှာတော့ကျွန်တော်တို့ရှင်အုပ်ကစားနေဖြစ်ပါတယ်ရှင်အုပ်အတွက်လေ့ကျင့်ခန်းအတွက်မှာဆိုလို့ရှိရင်ရှင်အုပ်လေ့ကျင့်ခန်းအတွက်တိုက်ထိုးလေးဖြစ်ပါတယ်ဒီတိုက်ထိုးနည်းလေးอ่ะဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲနည်းနည်းထိရောက်မှုတွေရှိတယ်လို့လည်းခံစားရတယ်เนาะကျွန်တော်တိုက်ထိုးမှုများစွာတွေကမှဒီနည်းလေးရတယ်တော်တော်အဆင်ပြေရတယ်တွေ့လို့ထိရောက်မှုမြန်ဆန်ပြတ်နဲ့ကောင်းတာလည်းတွေ့တယ်လို့ပြတယ်တွေ့တယ်အားကြောင့်မို့နည်းမျိုးစုံဒီပုံစံမျိုးစုံတော့ရှိနေပါတယ်ဒါပေမဲ့အခုကျွန်တော်တင်ပြပေးမယ့်နည်းကတော့ဒီနည်းလေးတစ်နည်းရှိပါတယ်ဒါတော့ချက်လောက်ဟိုပေါ့နော်ကစားကြည့်ကြပါတော့ကိုယ်နဲ့လက်ဖက်မဲ့နည်းကိုရွေးကြည့်ပါတော့ကျွန်တော်တင်ပြပေးမယ့်ထဲမှာဆိုလို့ရှိရင်ဘယ်ကစားနည်းအဆင့်မျိုးစုံပုံစံမျိုးစုံရှိတဲ့အနက်မှာနည်း1နည်း2နည်း3ရလို့ကျွန်တော်ပြပါပေးပါမယ်ခုပြတော့ဆိုလို့ရှိရင်ဒါမှတ်လွယ်အောင်လို့ပေါ့နော်ဟိုကိုယ်နဲ့လက်ဖက်မဲ့အရာလေးကိုရွေးပြီးကစားကြပါလို့လည်းကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါโอเคအခုတော့ကျွန်တော်တိုက်ထိုးပြီးဖို့ကျွန်တော်ရမယ်ဘယ်လိုထိုးရမလဲဆိုတာကျွန်တော်တို့တွေအတိုင်းတော်တစ်ခုရှိရင်တော့ကောင်းတယ်အတိုင်းတော်တစ်ခုမှဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့အကျယ်အားကြတော့2ပေပြီးလို့ရှိရင်ဟိုဘက်နဲ့ဒီဘက်အကွာဝေးရကြတော့1ပေ2ပေ1ပေအဲ့လိုအကျယ်ပုံစံမျိုးရှိရင်တော့ဘာလို့လဲဆိုတော့အဲ့လိုတိုင်းတဲ့နေရာမှာကျွန်တော်ဘယ်လိုထိုးမလဲဆိုတော့တိုက်ထိုးတဲ့နေရာမှာကျွန်တော်တို့တွေအရင်ဆုံးကျွန်တော်တို့ဒီတစ်ခါကကျွန်တော်တို့မျက်နှာရဲ့အရှိကိုခြေလန်းလှမ်းသလိုပေါ့နော်ခြေလန်းလှမ်းသလိုပေါ့အဲ့လိုလှမ်းသလိုမှလက်တစ်ဖက်ကကြတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အရှိကိုရှိနေပြီးတစ်ဖက်ကကြတော့ခန္ဓာကိုယ်ရဲ့အနောက်မှာရှိနေရပါမယ်သူ့ရဲ့အကွာဝေးရဆိုလို့ရှိရင်တော့အနည်းဆုံးကျွန်တော်တို့2ပေအကွာဝေးလောက်မှရှိရပါမယ်โอเค2ပေအကွာဝေးရှိမယ်အဲ့ဒီ2ပေအကွာဝေးကိုမှကျွန်တော်တို့တလန်းလှမ်းလိုက်ပြီးဒီခြေလန်းဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအနည်းဆုံး2ပေအကွာဝေးမှရှိနေရပါမယ်နော်2ပေအကွာဝေး2ပေအကွာဝေးမှရှိနေရပါဒီ2ပေကျန်တဲ့2ပေကွာဝေးမှဆိုလို့ရှိရင်တော့ပြီးလို့ရှိရင်ခြေထောက်တွေရောကျွန်တော်တို့အနည်းငယ်ထားမယ်ဟောဒိုင်ထိုးတဲ့နေရာမှာကျွန်တော်တို့ခြေထောက်တွေကိုကော့သွားတာတွေပြားသွားတာတွေချက်သွားတာတွေဖြစ်ပါစေနဲ့ကျွန်တော်တို့ခြေထောက်ကခြေထောက်နဲ့ခြေထောက်ပေါင်းတင်တာကကျွန်တော်တပီးလေးဖြစ်နေရပါမယ်တပီးလေးဖြစ်နေရမယ်ဒါခွက်မြင့်မြင့်လေးပေါ့နော်တင်ကိုမြင့်ထားရမယ်ပြီးတော့ကျွန်တော်တို့ထိုးတဲ့နေရာမှာဆိုလို့ရှိရင်ဒီရေအုပ်ကိုကစားမှဖြစ်တဲ့အတွက်ကြောင့်ရေအုပ်ကိုပဲအာရုံစိုက်ပြီးရတယ်ထိုးပါကစားပါနော်ပြောချင်တယ်ဟိုရှင်ညာဝါပြီးမစုံမိပါစေနဲ့နော်ညာဝါပြီးဆိုတော့ခုလိုလိုဒီလိုလိုဖြစ်စေနဲ့ပေါ့ရေအုပ်တော့ကိုပဲဖြစ်ပြီးကစားပါကျွန်တော်ကစားနေရေအုပ်ကိုကစားမယ်โอเคအဲ့လိုမျိုးကစားရတဲ့နေရာမှာကျွန်တော်တို့တွေတွန်းတင်လိုက်တဲ့အချိန်မှာအသက်ကိုရှူမယ်ပြန်ပြီးတော့အောက်ချလိုက်တဲ့အချိန်မှာအသက်ကိုကျွန်တော်မှုတ်ထုံးမယ်โอเคအဲ့လိုမျိုးလေးကစားမှာပေါ့နော်အဲ့လိုနှစ်မျိုးပြီးသွားပြီဆိုလို့ရှိရင်အနည်းဆုံးကျွန်တော်တို့အစလူတွေအနေနဲ့ဆိုလို့ရှိရင်တော့အနည်းဆုံး8ချက်လောက်ထိုးတာလို့ပြောချင်တယ်8ချက်ပြီးပြီးဆိုတာနဲ့အစလူတွေအနေနဲ့ကျွန်တော်တို့8ချက်လောက်ထိုးမယ်8ချက်လောက်ကစားပြီးပြီဆိုလို့ရှိရင်တော့ဒါကစားမဲ့အစင်းရှင်းလာဆိုလို့ရှိရင်ဒါ8ချက်လောက်ထိုးရမှာနော်ပြီးတော့ကျွန်တော်ဆက်ပြောပြမယ်နော်โอเคတော့ကျွန်တော်ထပ်ပြရတယ်အဲ့လိုမျိုးကစားလို့2မျိုးပြီးပါပြီဆိုတော့လည်းကျွန်တော်တို့အကျယ်ထိုးမယ်အကျယ်ထိုးတဲ့နေရာမှာကျွန်တော်တို့ဘယ်လိုထိုးမလဲဆိုတော့ကျွန်တော်တို့လက်ဝါးနှစ်ခုလက်ဝါးနှစ်ခုကရင်အုပ်ကိုကျွန်တော်တို့ဒါနည်းနည်းဒီရင်ကိုကျွန်တော်ကျမ်းပြကိုကျွန်တော်ချလိုက်မယ်ချလိုက်ပြီဆိုတော့ကျွန်တော်တို့ဒီလက်ဝါးဒီနားမှာလည်းမဖြစ်ပါစေနဲ့ဒီပေါ်ထိလည်းရောက်ပါစေမှာမဟုတ်ပါဘူးခေါင်းရင်အုပ်နဲ့ရင်အုပ်လက်မောင်းအိုးနဲ့တပြေးထဲမှာကျွန်တော်ဖြစ်နေရမယ်โอเค2ပေအကျယ်ဒါကနေကျွန်တော်တို့တွန်းတင်မယ်ဟုတ်လားဒါမှဒါလည်းကျွန်တော်တို့ဒီမှာရှိနေတဲ့အယိုးတွေအပေါ်တွေအသားတွေကိုကျွန်တော်တို့တွေကွယ်ပြောက်ပြီးအသားတက်စီမှာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်အစားမှားယွင်းခဲ့တာတွေအများကြီးရှိပါတယ်ကျွန်တော်ဆိုလို့ရှိရင်လှုပ်လို့လိုက်ပြီဆိုလို့ရှိရင်ဟိုမှာအယိုးတွေပေါ်နေတယ်အခုဆိုကျွန်တော်တော်တော်လေးကိုပြင်နေရပါတယ်ဒါတွေကဘာလဲဆိုတော့အရင်တော့ကျွန်တော်ခုံဆောင်မှာတယ်ခုံဆောင်အိတ်ကစားတဲ့နေရာတိုက်ထိုးတဲ့နေရာကစားတယ်အဲ့လိုကစားတဲ့နေရာမှာကျွန်တော်ဟာဒီဘက်ကိုအပေါ်ဘက်ကိုအားမပေးဘဲနဲ့ကျွန်တော်ဒီအောက်ကိုပဲအားပေးတယ်ဒီအောက်နဲ့ဒီဘက်တွေကိုပဲတွန်းတယ်ခုံဆောင်မလို့ရှိရင်လည်းဒီနားလောက်ကိုချမ်းမအောင်ဒီနားကိုမချဘဲကျွန်တော်ဒီဘက်ကိုချတယ်
အဲ့လိုပဲကစားတဲ့ခါကျတော့ကျွန်တော်ဒီနားကြီးကကြီးတယ်ဒီနားကြီးကြီးပြီးဒါကြီးကပြားပြရတယ်ဒီလိုအယိုးကြီးကပေါ်လာပါပဲဟုတ်လားခုလိုကျွန်တော်တပြေးတဲ့ဆော့တဲ့နေရာမှာတော့ဟိုမှာကြည့်ကြွတ်သားတယ်နော်ကြွတ်သားတယ်လို့ပြီးကျွန်တော်ဒီလိုမျိုးဆော့မယ်ဆိုလို့ရှိရင်ဒါဒီနားကိုပဲပြီးနေပဲကြွတ်သားတယ်ဟုတ်လားဒီနားပြီးဒီနားကြီးပဲဖူလုံးကြီးနေပဲကြွတ်သားဆိုတာတကယ်တော့ပြည့်ပြဲမကားပြီးရတယ်လှနေမှဖြစ်တာပါအခုဆိုကျွန်တော်တို့ဒါကြီးကိုပြည့်အောင်ဖြည့်ရမှာဖြစ်ပါတယ်ဒါကြီးပြည့်အောင်ကျွန်တော်ပြန်ဆော့အောင်ပါနော်အရင်တော့ကျွန်တော်အုပ်ဆိုရှင်ကျွန်တော်လုံးဝိုင်းနေအောင်ကျွန်တော်သဘောကျတယ်အဲ့တော့ကျွန်တော်ဝိုင်းအောင်စုပ်တဲ့ကျွန်တော်ပုံစံမျိုးမျိုးနဲ့စူးစမ်းရဲကစားခဲ့တယ်အဲ့တော့ကျွန်တော်မှမှားရမှုတွေရှိခဲ့ပါတယ်အဲ့တော့ဆရာလည်းမသိ Gem ဆိုတာလည်းနားမလဲလေ့ကျင့်ခန်းရဲ့သဘောတရားကိုလည်းကျွန်တော်မသိခဲ့လို့ကျွန်တော်မှားယွင်းခဲ့ပါတယ်အဲ့တော့ကျွန်တော်လိုမျိုးဖြစ်စီဖို့ပါတော့တကယ်တော့လေ့ကျင့်ခန်းချင်းအုပ်ကိုဆော့ရတဲ့နေရာမှာကျွန်တော်တို့ဒီရင်အုပ်သားဒီကနေဒါရီယာဘေးတွေကိုကားပြီးရတယ်ခုပြီးရတယ်ဒီရင်အုပ်တွေကလုံးဝိုင်းပြီးရတယ်ဒီအယိုးတွေကပြည့်နေရပါမယ်ဖုံးနေရပါမယ်ကျွန်တော်တို့ရှိအခုဒီအယိုးကြီးပေါ်နေဒါကျွန်တော်တော်တော်လေးကိုဆော့နေရပါတယ်နော်ရင်အုပ်သားဒါရီဟိုဒီမှာဘာလို့ရှိရင်ဒါလိုမျိုးဟိုအပြည့်ကျွန်တော်အဲ့တော့ဒီပြည့်နေမှာလာတာပေါ့နော်အဲ့တော့ကျွန်တော်ဆော့ပါမယ်နော်ဟိုကျွန်တော်ကတော့မှားယွင်းခဲ့ပြီဒါပေမဲ့နောက်လူတွေမမှားယွင်းတော့ကျွန်တော်ပြတာပါယုံကြည်ရဲ့လူလည်းကျွန်တော်ကစားလို့ရပါတယ်လိုက်လိုက်ကျွန်တော်ရโอเคဒါကြောင့်စကားညာပြောတော့နော်အဲကျွန်တော်တပီးရဲ့ချာနှစ်ပေကျင်နော်ဒါဆိုလို့ရှိရင်လည်းအစားညီနေနေမနိုင်သေးလို့ရှိရင်ရှစ်ချက်လောက်ပဲကစားပါပြီးရင်ဆင်းဆင်းတိုးပုံပြောမယ်โอเคအဲ့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ၃မျိုးပြရဆိုလို့ရှိရင်ကျွန်တော်တို့ဒီရင်အုပ်တွေကဒါဟာရောရင်အုပ်တွေကိုပြားပြီးကားစီဖို့အတွက်ကျွန်တော်တို့တွေတုံးစော်တာပေါ့နော်ကစားပြီးရဖြစ်တယ်ပြီးရင်ကျွန်တော်တို့ရင်အုပ်တွေကိုလုံးပြီးဒီနေရာလေးဖူတက်စီဖို့ကျွန်တော်တို့ကစားတယ်လက်ကိုခုနကတော့ကျွန်တော်တပြေးနဲ့ညီဒီကောင်လေးရင်အုပ်ဓမောင်းနဲ့တပြေးညီမှာကျွန်တော်တို့ထားမယ်ပြီးရင်လက်ကိုကျွန်တော်တို့အများကြီးမကျေတော့ဘူးခက်ဆုစုလေးထားမယ်အနည်းဆုံးတပီနီးလောက်ပဲကျွန်တော်ထားမယ်โอเคအစားလူရင်းနေဆိုလို့ရှိရင်ဒီလေ့ကျင့်ခန်းကလောရတာတော်တော်လေးကိုခတ်မှာပါโอเคကျွန်တော်တို့ခုလောက်တော့နော်ဒီလောက်အချိန်မှရှိတယ်ဒါပေမဲ့ကျွန်တော်တို့ယူရတယ်โอเคအဲ့လိုယူပြီးရင်ကျွန်တော်တို့ပြီးဒီရေအုပ်တွေကိုကျွန်တော်တွန်းကစားအောင်ကျွန်တော်အခုကလုံးဒါဆိုလို့ရှိရင်ဒါရှင်ကိုကားတာဟုတ်လားကားအောင်ဆော့တာနော်ခုနကကျွန်တော်ပြောထားတဲ့ရှင်ကိုကျွန်တော်လုံးအောင်ဆော့ကျင်းသွားတာရင်ကိုလုံးသွားတယ်လုံးအောင်ဆော့နော်โอเคဒါပထမဆုံးနောက်ပြီးတော့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုကစားလုပ်တယ်ဒါတွေကဒီလေ့ကျင့်မှုကတော့တုံလူသိတွေအနေနဲ့တော့တစ်ချက်တော့မနိုင်ပါဘူးကျွန်တော်ဆက်ဆော့ကစားရတယ်ဘလောက်ပဲလေ့ကျင့်မှုရှိပြီမဲ့တစ်ချက်တော့မရပါဘူးဒါပေမဲ့ဒီလိုမျိုးဆော့တာရင်ကိုတင်းစေတယ်ကြစ်စေတယ်ခွဲပြားမှုကိုတအားများပါစီပါတယ်ဒါပေမဲ့ဝါတဲ့လူတွေအနေနဲ့အဆင်ပြေနိုင်ပြီးပိန်တဲ့ညီငယ်တွေနဲ့ဒီလေ့ကျင့်မှုကကစားတက်မှာဘာလို့လဲဆိုတော့အရင်ကြစ်ပြီးရုံးလုံးကြီးဖြစ်သွားစီလို့ပါဒါလေးကြည့်တယ်နော်လုံးစင်မှာတော့ဒီလေ့ကျင့်မှု၄မျိုးလောက်ပဲကစားမယ်ဒီလိုဟာမပါဘူးเนาะမညီမညာအဆောင်တလန်းချင်းအကျယ်တစ်မျိုးရဲ့ပြီးရင်တစ်မျိုးနှစ်မျိုးပြီးရင်အကျယ်တစ်မျိုးသုံးမျိုးပြီးရင်နည်းနည်းခက်ကြီးချင်းတစ်မျိုး၄မျိုးဒီ၄မျိုးလောက်ပဲကျွန်တော်တို့ကစားကြမယ်โอเคနောက်မှလည်းဘယ်လိုနည်းနဲ့ဘယ်လိုကစားကြမယ်ဆိုတော့ကျွန်တော်ကြည့်ကြမယ်เนาะဒီနေရာတွေခြေဖို့အတွက်ဒါတွေဖူးဖူးအတွက်လည်းနီးစနစ်တွေနီးများစွာလိုပါသေးတယ်အဲ့တော့ကိုလည်းနောက်မှကျွန်တော်တို့ကစားမယ်ဆိုကြည့်ရအောင်เนาะကျွန်တော်လည်းအခုမှကျွန်တော်လည်းအနည်းငယ်စူးစမ်းအားထုတ်လုပ်မှရှိပါတယ်ဒါပေမဲ့တူစူးစမ်းသွားကြမယ်โอเคဘယ်လိုပဲပေါ့လိုအပ်တာတွေကိုနောက်မှ easy ဖြေချပါမယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အကောင့်ထဲမှာကျွန်တော်လောက်မှမရှိသေးတဲ့လူမတည်သေးတဲ့လူမတက်သေးတဲ့လူတွေအတွက်ကြောင့်မလို့ကျွန်တော်ကဒါလေးကိုသင်ကြားခြင်းဖြစ်ပါတယ် CIA အစိမ့်လည်းမဟုတ်တိုင်ဝဲလည်းဝင်ဘူးဘာစုမှလည်းမရဘူးယုံကြည်တဲ့လူတွေအနေနဲ့တိုင်းနိုင်တယ်မယုံကြည်တဲ့လူတွေနဲ့တော့နေနိုင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အကောင့်ထဲမှာလည်းလာပြီးတော့ဘာညာတော့လာတော့ဝင်လို့ခံပါတယ်တကယ်ကိုလည်းသိတယ်တက်တယ်ဆိုရင်ကိုလောက်မှမသိသေးမတက်သေးလူတွေကိုညွှန်ပြပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဆရာများအနေနဲ့လည်းကျွန်တော်ရဲ့တင်ပြမှုကျွန်တော်ရဲ့
ပြောပြမှုမှာအမှားယွင်းပါရင်ခွင့်လွှတ်ပေးပါလို့ဆရာနောက်ကျွန်တော်ကာဝါပြီးတောင်းပန်အပ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့အကောင့်လေးကဒါမူချိုအကောင့်လေးပဲဖြစ်ပါတယ်မူချိုကျောင်းသားများတာလာပါဆရာကြီးများလာပါနဲ့ဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့ကိုတည်ရင်ကိုတက်တယ်လို့မျိုးဒီများကိုလည်းကျွန်တော်ပြပါညှို့ပေးပါကျွန်တော်လည်းအောက်ကျခံပြီးရတယ်အားလုံးကိုပေါင်းတယ်အားလုံးကိုကြီးစုငယ်စုအကုန်လုံးကိုကျွန်တော်အောက်ကျခံပြီးပေါင်းတယ်အဲ့တော့ကျွန်တော်လိုချင်တာတဦးတယောက်တည်းအောင်မြင်မှုမလို့တမျိုးသားလုံးကျမ်းမာမှုကြံ့ခိုင်မှုเนาะအားလုံးအတွက်ပဲကျွန်တော်ကတင်ပြပေးရဖြစ်တယ်โอเคအဲ့တော့ကျွန်တော်အတိုက်ခံနေပါရင်မလုပ်ချင်ပါဘူးကျွန်တော်ရှိမှလည်းလာမရိုင်းပါနဲ့ဟုတ်ကဲ့ကျွန်တော်ယဉ်ကျေးနေတယ်ဒီနေ့လည်းယဉ်ကျေးတယ်ရိုင်းရင်လည်းဒီနေ့လည်းရိုင်းတတ်ပါတယ်ဒါပေမဲ့ငွေချင်းအားလုံးကိုချစ်တဲ့ဂျောဆိုတာအားလုံးသိပါတယ်ကျွန်တော်ကတော့အားလုံးချစ်တဲ့ဂျောပါ